မိဘပြည်သူများခင်ဗျာယနေ့ဟာကျွန်တော်တို့မြမသမိုင်းရဲ့အလက်အပြောင်းအဖြစ်ဆုံးအရေးကြီးဆုံးနဲ့အောင်ပွဲနဲ့အနည်းဆက်ဆုံးအချိန်ကိုရောက်ရှိလို့နေပါပြီဖိနှိပ်ချုပ်ချယ်မှုတွေအောက်ကနေလွတ်မြောက်ဖို့အသက်သွေးချွေးတွေယဉ်နီးပြီးရုန်းကန်နေကြတဲ့တော်လန်ရေးအင်အားစုတွေရဲ့အောင်ပွဲသတင်းတွေနဲ့အတူရှေ့တန်းစစ်မင်းတွေကအထူးသတင်းတွေကိုကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ယခုချိန်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲနေတဲ့ဟုံတောက်စစ်စင်ရေးတွေဟာအရှိန်ဟုန်အမြင့်ဆုံးကိုရောက်ရှိနေပါတယ်စစ်အာဏာရှင်ရဲ့ရန်တရားတွေဟာနေရအနောက်မှာတစ်ခုပြီးတစ်ခုပြိုလဲပျက်စီးနေပြီးမဟာဗျူဟာကျတဲ့မြို့ပြတွေလမ်းပန်းဆက်သွယ်ရေးအချက်ချာကျတဲ့ဒေသတွေနဲ့အရေးပါတဲ့တပ်စခန်းကြီးတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့တိုင်းရင်းသားညီနောင်မဟာမိတ်တပ်တွေကအောင်မြင်စွာသိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ရန်သူဘက်ကစစ်ရေးရသမကစိတ်ဓာတ်ပိုင်းဆိုင်ရာပါလုံးဝပျက်စီးနေပြီဖြစ်တဲ့အတွက်အစုလိုက်အပြုံလိုက်လက်နက်ချအလင်းဝင်လာတဲ့သတင်းတွေဟာလည်းနေ့စဉ်နဲ့ညထောက်ပေါ်နေပါတယ်။ဒါဟာကျွန်တော်တို့ပြည်သူတရားလုံးရဲ့စီးလုံးညီညွတ်မှုကြောင့်ရရှိလာတဲ့ရလက်တွေပဲဖြစ်ပါတယ်။တိုက်ပွဲဆိုတာလက်နက်ကိုဆွဲပြီးရှေ့တန်းမှာတိုက်နေသူတွေကြီးပဲမဟုတ်ပါဘူး။ပြည်တွင်းမှာရှိနေတဲ့ပြည်သူတွေရဲ့သွေးမအေးတဲ့ခုခံမှုတွေအကြောက်တရားကိုအနိုင်ယူပြီးနီးမျိုးစုံနဲ့တော်လန်နေကြတဲ့ပြည်သူတွေရဲ့ဇွဲတက်တိတွေဟာစစ်အာဏာရှင်ကိုအလဲထိုးနိုင်တဲ့လက်နက်ကောင်တွေဖြစ်ပါတယ်။အထူးသဖြင့်ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့မစုံမနေတဲ့ခောက်ပန်မှုတွေငွေအားလူအားပန်ပိုးမှုတွေဟာတော်လန်ရဲ့အသက်သွေးကြောထက်တဲ့ရိတ်ခါနဲ့လက်နက်ခဲယမ်းတွေကိုအားဖိပေးနေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရိတ်ခါဖြတ်တောက်မှုအင်တာနက်ဖြတ်တောက်မှုနဲ့အကြမ်းဖက်ဖိနှိပ်မှုမျိုးစုံကြားကနေအပြုံးမပြတ်တော်လန်ကြီးကိုဆက်လက်ထောက်ခံနေတဲ့မိဘပြည်သူတွေကိုကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကအစီအမံဥညွတ်ဂုဏ်ပြုနေမှာဖြစ်ပါတယ်။အခက်အခဲပေါင်းစုံကြားကနေအာဏာရှင်လက်အောက်မှာအလွတ်မလို့ပဲရက်တည်နေတဲ့ CDM ဝန်တန်းတွေမြေပြင်ထောက်ပို့တွေကြည်တောင်ထမင်းတစ်ထောက်ဟာအောင်ပွဲအသက်အဖိုးမဖြတ်နိုင်တဲ့ခွန်အားတွေပဲဖြစ်ပါတယ်။တတိပြရမှာတစ်ခုကတော့ရန်သူဟာစစ်ရေးအရာရှုံးနိမ့်လာလီပုံမရုပ်မာတဲ့နီလန်းတွေကိုတုံးလာလီပါပဲ။သူတို့ဟာတရင်အမားတွေကော်လာဟလတွေနဲ့ပြည်သူလူထုကြားမှာထိတ်လန့်မှုတွေဖြစ်အောင်တော်လန်ကြီးအင်အားစုတွေအပေါ်ယုံကြည်မှုပြအောင်ဝါဒဖြန့်ချိမှုတွေကိုအကြီးအကျယ်လှုပ်ဆောင်နေပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့ခိုင်လုံတဲ့သတင်းဌာနတွေကထွက်ပေါ်လာတဲ့သတင်းအမှန်တွေကိုသာနားဆွင့်ကြဖို့နဲ့ရန်သူရဲ့စိတ်သက်စစ်စင်ရေးတွေကိုလစ်လူရှုကြဖို့အထူးသတိပေးလိုပါတယ်။အချင်းချင်းကြားတန်တရားမပွားပဲစီးလုံးညီညွတ်စွာနဲ့အောင်ပွဲစီတို့သာစိုက်မတ်ဦးတည်ရမယ့်အချိန်ဖြစ်ပါတယ်။ရှေ့တန်းစစ်မက်တွေမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေဟာပြည်သူရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ဖို့အတွက်မိမိတို့ရဲ့အသက်ကိုပဓာနမထားပဲတိုက်ပွဲဝင်နေကြပါတယ်။သူတို့ရဲ့ရည်မှန်းချက်ကတခုတည်းပါ။အဲ့ဒါကတော့ဖက်စစ်စနစ်အမြင့်ပြတ်ဖို့နဲ့စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာဖို့ပဲဖြစ်ပါတယ်။ဒီရည်မှန်းချက်ကိုရောက်ဖို့အတွက်ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုဟာအဆုံးဖြတ်ဖြစ်ပါတယ်။မိကုံချုံနေနဲ့ပြောကြားလိုတာကတော့အမှောင်ဆုံးညဟာအလင်းရောင်လာဟာနီးအချိန်ပါကျွန်တော်တို့တွေဟာခီးဆုံးခါနေပါပြီနေပြည်တော်ဟာမဝဲတော့သလိုအောင်ပွဲဟာလည်းလက်တခန်းမှာရှိနေပါပြီမိဘပြည်သူများအနေနဲ့နောက်ဆုံးအချိန်အထိခန်းစစ်ကန်းတွေထိုးစစ်ကိုကြောင်းလဲနိုင်ဖို့ရန်သူတောက်တိုင်တွေကိုအကီးတိုင်ဖြိုလွှဲနိုင်ဖို့အတွက်အစွမ်းကုန်ဆက်လက်ပါဝင်ပေးကြပါလို့တိုက်တွန်းလိုပါတယ်ကျွန်တော်တို့အားလုံးရဲ့စုပေါင်းအင်အားနဲ့ဖက်စစ်စနစ်ကိုမိမမြေပေါ်ကနေအမြင့်ပြတ်တိုက်ထုတ်ကြပါစို့တော်လန်ကြီးအောင်ရမည်ပြည်သူအာဏာပြည်သူထံပြန်အားရမည်ຫນွေဥတော်လန်ကြီးအောင်မြင်ပါစေ